ရွှေသွေးကြနဲ့ပြက်စင်ပြင်ခဏတညနေ၌မြို့ဝကျွန်းမော်ဒေသသို့ထွက်မီတင်မောစိတ်တွင်လူများရှုပ်ထွေးနေကြအကဲခဲ၍လှုပ်ဖြစ်ရန်ကြိုးစားနေစဉ်မိသူများကျွန်တော်ကိုဂယုမပြုကြပေအလုံးမဖြစ်ပါမလားထိုခိုက်တနေရာသို့မျက်စိရောက်သွား၍ဟော့တော့အဝါတော်ဆွဲနေပြီတင်မောထွက်တော်မယ်ထင်တယ်ထိုမိမကြီးနောက်သို့ကပ်လိုက်သွားမိသည်ရမရပါမလားရှုပ်ချက်ခတ်နေစဉ်မှောင်သာပြိုးလာပြီဖြစ်သည်ဖြင့်ရုတ်တရက်ပစံအိတ်ကိုတင်မောလဲထွက်သွားပါပြီအတော်ကြီးလဲပါသွားပြီပစံအိတ်ကိုလစ်တော့ပြီးပြန်လာရင်ဒီနေ့အတွက်ပထမဆုံးထမင်းစားရတော့မယ်ပစံဘလောက်ပါလဲကြည်အောင်မှပစံအိတ်ရတာပွားတာပဲစားတော့စားလာပြီကိုရောင်ကြားထဲဝင်ပြီးအိတ်ကိုဖွင့်ကြည့်ရာဟာ116ချက်85ပြားတောင်မှပါလားဟီဝမ်းသာလိုက်တာညာမကြမီလာဟာပြင်ဈေးတွင်ဘာစားမလဲကောင်းကလေးကျဲဦးခောက်ဆွဲပီကင်းဘဲခင်ဝက်ချရောက်စွပ်ပြုတ်ကီမာပလာတာစက်သားခပတ်စေုံနောက်ယုံမလားဓမ္မောက်လေးရမယ်မောင်လေးကရေခဲတုတ်လားတီးစုံချော်ရည်လားတစ်ချက်တန်အားကောင်းတယ်ကောင်းတာသာပေးပါစားတော့ပြီးနောက်မတော့တတ်သော secret ကိုပင်ဝယ်တော့လိုက်သေး၏အောင်မလေးလေးမွေးလိုက်တာစိမ့်မဲနောက်ပါများသုံးရပါမလဲဩရုပ်ရှင်9နာရီခွဲပွဲမိသေးတာပဲဟဲ့ဟဲ့လေးချက်တန်လက်မှတ်9ချက်နဲ့ရမယ်ဆရာတစ်စောင်ပေးဗီတာမင်ရေခဲကွင်းရမွေးနော်100ပေးဟိရုပ်ရှင်ကြည့်ပြီး၍ပြန်ထွက်လာတော့ဟာညနေလာပါကောကီလီဈေးကိုတယောက်တည်းဘယ်လိုလုပ်ပြန်ရမလဲဒီမှာသာမီးလင်းနေတာဟိုဘက်ကျမှောင်နေလူပြက်တယ်ငါလက်ထဲကပစံရီကိုတခြားတယောက်ကလူယူမှဖြင့်ဒုက္ခပဲငါဘဝတူတငယ်ချင်းရဲမြင့်ကိုတောင်ငါမေးနေတယ်ခေါ်လာမိရင်အကောင်းသားဆရာတင်း၍တုတ်တုတ်လေးပြန်ခဲ့၏အေးလာပြီးပစိုးချုံမှာပဲဘသူလာမြင်တာမှတ်လို့တစီမကြောက်အောင်တချင်းဆိုသွားမယ်ကီလီဈေးကိုလှမ်းမြင်လိုက်မှစိတ်ထဲတွင်အေးသွားပါတော့သည်ဟင်ဟိုမှာရဲမြင့်မှာလားခုမှအားရှိသွားတယ်နားရောက်သွားတော့ကိုရောင်ကြားမှအခြားလူကြီးတယောက်ထွက်လာပြီးလာခဲ့ဘာလို့တာလဲဗျထို့နောက်တစ္ဆာဖောက်တဲ့အကောင်ဟာဒီလိုပဲခံရတယ်မင်းတော်ကြီးတယောက်စီကပတ်စံရေးရတယ်မဟုတ်လားငါ့အောင်သတိမရဘူးပေါ့လေဘယ်မလဲဒီပတ်စံရေးပေးခုပေးဘာလို့ပေးရမှာလဲမပေးဘူးထွက်ပြေးမှပါပဲပတ်စံရေးကိုကြစ်ကြစ်ပါအောင်စုပ်ထားမှဖြစ်မယ်သို့တော့ကျွန်တော်နောက်ကျသွားပါပြီကဲကွာရိုက်တန်ထိုးတန်ကန်တန်ကြားတဲ့၌မျက်စိတွေပြပြီးလဲကျသွားတော့၏အတန်ကြာမှသတိပြန်ရလာပြီးမူးလိုက်တာပတ်စံကြီးလည်းမရှိတော့ပါလားသူတို့လည်းပဲရောက်ကုန်လဲကျွန်တော်ဘာမှမတတ်နိုင်မျက်ရည်များသာတဖြံဖြံကျလာပါသည်ငွေ100တောင်ကျန်သေးတယ်နှမျောလိုက်တာနောက်တစ်ခါဒီလိုရဖို့လွယ်ချင်မှလွယ်မယ်ထို့နောက်ရဲမြင့်နဲ့လူကြီးတို့၏မျက်နှာများစိတ်ထဲမှတဖြည်းဖြည်းပြေသွားပြီးရင်ထဲဝဲအတွေးတစ်ခုပြီးတစ်ခုပေါ်လာပါသည်ပထမထိုတော်ကြီးကိုမြင်အောင်လာ၏9000ဒီပတ်စံကြီးကိုဒီလောက်နှမျောနေရင်ကာယကံရှင်အတော်ကြီးဆိုရင်ဘယ်လောက်များစိတ်ထိခိုက်နေလိုက်မလဲမသိသူခမညာပတ်စံကြီးပျောက်ဆုံးပြီးတင်မောပေါ်မှာလက်မမဝင်နိုင်ရှာပဲဘယ်လောက်ဒုက္ခရောက်နေမလဲဖះပေးပေးချမ်းပေးပေးပါတော့တင်မောကိုစီးတာမဟုတ်ရပါဘူးဒုတိယဖားကင်ကြီးရှူတင်းတဲ့မျက်နှာကြီးပေါ်လာပြန်သည်ကဲလာခဲ့စမ်း6တန်းဆောင်ဝဲကြားတဲ့အကောင်မင်းစာမမကြက်ပဲကြမှာပေါ့စာမတန်းရင်ခွေးပြစ်မှာပေါ့ဒီနာတို့နားလိုက်တာဖေးဆိုပြီးရက်ဆက်လိုက်တာစာမကြက်တာလေးနဲ့ဒီလောက်တောင်ရိုက်တယ်ငါ့ကိုမချစ်လို့ပဲအိမ်ကထွက်ပြေးမယ်တီရောပေါ့တပန်းမိရင်အမညီမလေးညီလေးနဲ့တကွအိမ်တွင်တက်တောင့်တက်တာစားရည်နေတို့ကိုတတိယလာပြီးအခုတော့သူတို့ကမတော်မတရားလက်ကားနေရင်ဝိုင်းရိုက်တယ်မသေးုံတမဲပဲလူလဲလူသေးတယ်ငါမှအိမ်ကထွက်လာကြတဲ့ကကောင်းကောင်းမစားရကောင်းကောင်းမအိပ်ရကောင်းကောင်းမနေရတော်ပြီအိမ်မြတ်မီကြောင်းနေတာပဲကောင်းတယ်တော်ကြီးပစံအိတ်ကကျွန်တော်ကိုစုံမနေပြီမဟုတ်လားမင်းရုပ်ကအရင်ကဒီလိုပဲလားဟင်ဝါလို့လားလို့ဆိုလို့ဟုတ်လားစာကြက်ရင်စာရတာပဲစာရရင်အောင်တာပဲပညာတတ်ရင်ကောင်းသားတာပဲပြက်စင်ပြင်ခနာရတယ်ကွာငါအိမ်ပြန်တော့မယ်ငါလိုလေလွင်းနေတဲ့သူတွေကီဒီသေးမှအများကြီးရှိနေသေးတယ်သူတို့ကိုလည်းငါလိုအမြင်မှန်ရစေချင်လိုက်တာခုလိုကတ်တွန်းဇလန်ကောင်းလေးတွေကိုချိန်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ပါပေးဖို့မေတ္တာရက်ခံပါတယ်ရွှေသွေးကြနဲ့စီကံတီဟရင်ခွေးကလေးတစ်ကောင်ရှိသည်ဗိုလ်ကြားပဲသွားနေပါလေသူဒီခွေးကလေးကိုအလွန်ချစ်သဖြင့်ဟေးဗိုလ်ကြားနေ့စဉ်ရရှိသောမုံဘိုးကိုသူဝယ်မစားပဲဗိုလ်ကြားအတွက်မုံဝယ်ကျွေးလေးရှိသည်စားလီကွာတီဟမေမေကခွေးကလေးရတနေ့လျင်2ကြိမ်သာထမင်းကျွေးရန်မှာထားတော့လေညစာကိုနည်းနည်းလျှော့ကျွေးရတယ်သားရဲ့တီဟာက3ကြိမ်မကကျွေးတတ်သည်အစာများများကျွေးမှပိုဝါလာမှာပေါ့တနေ့တွင်ခွေးကလေးသည်နေမကောင်းဖြစ်၍အစာမစားတော့ပေဒီဟင်းကိုမကြိုက်လို့လားဗိုလ်ကြားရဲ့တီဟာမှာသူလွန်ချစ်သောခွေးကလေးအစာလုံးဝမစားတော့သဖြင့်တေတော့မြည်ဟုထင်ကစိုးရင်ပူပန်နေတော့သည်
ဗိုလ်ကြားမသေးပါစေနဲ့ခရီးထွက်ရမှာပြန်လာသောတီဟာ၏ဦးလေးဦးကျော်သည်မှိုင်နေသောတီဟာကိုမြင်၍ဟေ့တီဟာမင်းနေမကောင်းဘူးလားဗိုလ်ကြားနေမကောင်းဖြစ်နေတဲ့ဦးကျော်သည်အခန်းတောင်းတွင်မှိန်၍နေသောခွေးကလေးကိုစမ်းကြည့်ပြီးဗိုလ်ကြားကိုဦးခန်းထဲမှာထားပြီးဆေးကုပေးမယ်ဒါပေမဲ့မင်းဗိုလ်ကြားကို3ရက်တိတိလာမတွေးပါဘူးလို့ဂရီပေးမှကုပေးမှာဂရီပေးပါတယ်ဦးကျော်ပြောင်းအောင်သာကုပေးပါကဲရေခဲငါမှုဖို့သွားဝယ်ခဲ့ကွာဦးကျော်သည်အခန်းထဲတွင်ခွေးကလေးကိုအစာမကျွေးဘဲရေခဲရည်သာတိုက်သည်တီဟာကြောင်းသွားနေချိန်များတွင်ခွေးကလေးကိုခြံထဲတွင်အညောင်းပြေအောင်ပြေးလွှားခိုင်းသည်3ရက်မြောက်သောနေ့တွင်တီဟာရေဗိုလ်ကြားနေကောင်းသွားပြီဟေးလာခေါ်တော့ဗိုလ်ကြားတော့ပိန်သွားပါလားဦးကျော်ရဲ့နေကောင်းလို့အစာပြန်စားလာနိုင်ပြီပဲကွာတဖြည်းဖြည်းဝါလာမှာပေါ့ဒါပေမဲ့သူစားတိုင်းမကြွေးရဘူးကွအခုဖြစ်တာလေအစာလွန်လို့ဖြစ်ရတာပဲတီဟာသည်ခွေးကလေးကိုစီကန်းတကြအစာကျွေးတော့ရန်ဆုံးဖြတ်လိုက်လေသည်ကျွန်တော်နားလဲပါပြီဦးကျော်နောင်ကိုစီကန်းတကြအစာကျွေးပါတော့မယ်ရွှေသွေးကြနဲ့ရတာရှိသောအမဲယိုဟဲ့ရိုက်ကြစမ်းတော်တော်တင်းရတဲ့ခွေးရဲ့သေးသားစောခုတ်ကြားသည်အမဲယိုးကိုကိုက်ကြည့်၍အတင်းတုပ်ချေတင်ပြေးလာခဲ့ရလေသည်သူနောက်တွင်လူများကဒုံများဓားများကင်၍လိုက်လာကြ၏ခုတ်ကြားသည်အတန်ကြာပြေးနေပြီးခြုံမုတ်တစ်ခုတည်းတွင်ဝင်ပုန်းလိုက်၏မိရင်အသေးစော်ပြစ်လိုက်မယ်ဒီနားလေးရင်ပျောက်သွားတယ်ကွဟူတော်ပါသေးရဲ့ငါမမြင်မဲဟိုဘက်ထွက်သွားလို့ငါကလည်းစာလုံးလို့သာဒီလိုခိုးစားရတယ်အန်ရယ်ကြီးတာပဲခုတ်ကြားသည်ဆဆာနှင့်အမဲသားများကိုပလုတ်ပလောင်စားပြီးအိပ်ပျော်သွား၏မကြမီမမေရေဒီမှာခွေးတကောင်သားတို့အိမ်မှာမွေးရအောင်လေဟဲ့လာဘယ်ကခွေးမမသိပါမသိကိုက်လိမ့်မယ်ထွန်းသည်ခုတ်ကြားကိုလှည့်ကြည့်ဖြင့်သွားရာခုတ်ကြားလည်းနောက်မှလိုက်သွားလေ၏သို့တော်ထွန်းတို့အိမ်ရောက်တော့သူ့ကိုဝင်မခံမဲတကားပိတ်ထားလေသည်ကောင်လေးကသဘောကောင်းပြီမဲ့မိမကြီးကငါ့ကိုလက်ခံခြင်းမပေါ်ဘူးခုတ်ကြားသည်ဘယ်သွားရမှန်းမသိ၍ထိုအိမ်သားတွင်မင်းတရေဝဲဖြစ်နေ၏ငါဘဝတဲဆိုးတာပဲတို့ဖြင့်ညဘက်သို့ရောက်တော့ရှုတို့လူတွေမအိတ်သေးဘူးနဲ့တူတယ်အိပ်ပါပြီကွာမီးတွေတောင်မှိတ်ထားတယ်ခွေးတွေပါလေလဲကြည်အောင်တော့ဒီအိမ်မှာခွေးမရှိပါဘူးငါစုံစမ်းပြီးပြီခုတ်ကြားသည်မှောင်ထဲမှလူ2ယောက်တန်ကြား၍ဟာလူ2ယောက်ပါလားနောက်ဘေးတကားကိုဖွင့်နေပြီဟုတ်ဟဲ့ခွေးပါလားဟဲ့ခွေးအလာလာအမလေးကြောက်ပါပြီဗျထိုစဉ်တအိမ်လုံးမီးများလင်းလာပြီဟဲ့ဘာဖြစ်တာလဲအလိုလေးတခိုးတွေပဲကြည်စမ်းခွေးကောင်းလို့မကြမီရက်ွက်ကင်းများပါရောက်လာ၍တခိုးများကိုဖမ်းသွား၏ဒီခွေးတော်တက်တီကောင်းတာပဲဒါကြောင့်သားမွေးလိုက်မယ်နော်လူကြီးများကခွင့်ပြုလိုက်သဖြင့်ထွန်းသည်သူ့ကိုအမဲယိုးများကျွေးလေသည်ဒီတစ်ခါကုတ်ကြားစားရသောအမဲယိုးသည်ဈေးမှခိုးစားရသောအမဲယိုးထက်အရသာရှိသည်ဟုကုတ်ကြားထင်မိလေသည်ကိုလိုအားနဲ့ကိုစားရတာတန်လဲတန်ရှင်စိတ်လဲချမ်းသာအရသာလည်းရှိပါပြီခုလိုကတ်တွန်းဇလန်ကောင်းလေးတွေကိုချိန်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးလုပ်ပါပေးဖို့မေတ္တာရက်ခံပါတယ်